အားလုံးပဲမင်္ဂလာပါ Eduday ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့် video ကတော့ What if season 3ရဲ့ video ပဲဖြစ်ပါတယ်ကျွန်တော် What if season 3ရဲ့ video ကိုမကြည့်ခင်မှာကျွန်တော်တို့ What if season 1နဲ့ What if season 2ကိုအရင်ကြည့်တာဖို့လိုအပ်ပါတယ်ကျွန်တော် What if season 1မှာ Infinity Electron ကဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းနဲ့ Supreme Strange ဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုအသေးသေးလေးပြပြထားပါတယ်ကျွန်တော် What if season 2မှာတော့ Captain Carter က Universe တိုင်းမှာရှိတဲ့ KO ဖြစ်စဉ်တွေအကုန်လုံးကိုလိုက်လံဖြည့်ရှင်းပေးနေတဲ့ကိစ္စနဲ့ Captain Carter ကိုလိုက်ကူညီပေးနေတဲ့ Watcher အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်ပြီးတော့ကျွန်တော်တို့ What if season 2မှာလည်း hero အသစ်တွေပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ What if season 2ကိုမဖြစ်မနေကြည့်ထားဖို့လိုအပ်ပါတယ်ကျွန်တော်အခုဒီ What if season 3မှာဆိုရင်လည်း super hero အသစ်အကြောင်းတွေကိုထပ်ပြထားတဲ့အပြင်လူစားတွေရဲ့ကိစ္စတွေမှာအမြဲတမ်းဝင်ပါနေတဲ့ The Watcher ကိုသူ့ရဲ့အထက်က Watcher 3ယောက်ကအပြေးပေးကနီးမှာ Captain Carter ကကဲဖို့ကြိုးစားရင်းနဲ့ The Watcher တွေကြားတဲ့ကတိုက်ပွဲတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလောက်ဆိုရင်ဗီဒီယိုရဲ့သဘောတရားကိုနားလည်ဖြစ်လို့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်Bruce Banner ကသူ့ရဲ့ခန္ဓာကိုယ်ထဲက Hulk ကိုအပိတိုင်ဖယ်ရှားဖို့ကြိုးစားရင်းနဲ့ Gamma Radiation အမြောက်များတွေကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဆန့်သက်ခဲ့ပါတယ်။ဒါပေမဲ့မတော်တဆဖြစ်တဲ့တစ်ခုကြောင့် Apex လို့ခေါ်တဲ့တက်ကွက်ဝါကြီးတစ်ကောင်ကိုမူဖားခဲ့ပါတယ်။အဲ့ဒီ Apex ဟာ Gamma Hulk စစ်တပ်ကြီးတစ်ခုလုံးကိုဖန်တီးနိုင်တဲ့ရှိတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားပါတယ်။နောက်ပိုင်းမှာ Avenger တွေကအဲ့ဒီအန်ရီကိုတားဆီးဖို့အတွက် AR မှာ Mesh စက်ရုပ်ကြီးတွေကိုတိစောက်ပြီးပြန်လည်တိုက်ခိုက်ရပေမဲ့ Apex ကအလွန်အင်အားကြီးမားတာကြောင့်အများစုကတိုက်ပွဲထဲမှာပဲကြာရှုံးခဲ့ကြပါတယ်။တနေ့မှာတော့ Apex ကတကြောပြန်လည်ထွက်ပေါ်လာခဲ့ပြီးကဘာကြီးကိုဖျက်ဆီးဖို့ကြံစည်ပါတော့တယ်။ဒါကြောင့် Sam Wilson ကကျွန်းကျွန်းပေါ်မှာပေါအောင်နေတဲ့ဘန်နာစီကိုတွားရောက်ပြီးအကူအညီတောင်းခဲ့ပါတယ်။အစားပိုင်းမှာတော့ဘန်နာကညင်းခဲ့ပေမဲ့ Hot ကိုတားဆီးဖို့သူကိုယ်တိုင်ဖန်တီးထားတဲ့ Miley Avenger Protocol ကို Sam တို့အဖွဲ့ကိုပေးလိုက်ပါတယ်။အဲ့ဒီ Protocol ကိုအသုံးပြုပြီးတော့ Sam တို့အဖွဲ့ကသူတို့ရဲ့စက်ရုပ်တွေကိုနောက်တစ်ဆင့်ပုံမှန်စွမ်းကြီးမအောင်ဖန်တီးလိုက်ပါတယ်။ဒါပေမဲ့ Apex ရဲ့အင်အားကအရင်ကြီးမားတာကြောင့်နောက်ဆုံးမှာဘန်နာကအဖွဲ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးဂေါ်စီလာလောက်အရွယ်သားရှိတဲ့မဂါဟော့တစ်ကောင်အဖြစ်သူ့ကိုသူပြောင်းလဲလိုက်ပါတယ်။နောက်ဆုံးမှာတော့သူက Apex ကိုတက်လိုက်ပြီးသူ့ရဲ့ Hot စစ်တပ်ကြီးနဲ့အတူနယူးယောက်မြို့စီကိုဦးတည်ပြီးချီတက်လာခဲ့ပါတယ်။ဒါပေမဲ့ Sam Wilson ကသူ့ကိုဖျောင်းဖျက်ခဲ့ပြီး Bruce Banner ကသူတို့နှစ်ယောက်ကြားကတန်ရုံးစင်ကိုပြန်လည်သိကြသွားခဲ့ပြီးသူ့ရဲ့အသီးတွေပြန်ဝင်သွားခဲ့ပါတယ်။အဲဒီနောက်ဆုံးမှာသူကသူ့ရဲ့ Gamma Hot အဖွဲ့အကုန်လုံးကိုသူ့ရဲ့ကျိုးစီကိုပြန်လည်ဦးဆောင်သွားခဲ့ပြီးအမှပဲ Hot တွေကိုဦးဆောင်တဲ့ဘီရင်အဖြစ်နေထိုင်သွားခဲ့ပါတယ်။အကတာဟာကဘာမြေကြီးရဲ့ဦးရန်ထဲမှာနှိမ့်မြုပ်နေတဲ့ Slash ရဲ့အရှင်သခင်ဖြစ်တဲ့ TMS ရဲ့စွမ်းအားကိုစုပ်ယူဖို့အန္တရာယ်ရှိတဲ့မော့အစီအစဉ်တစ်ခုကိုစီစဉ်ခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်သူမဟောလဝင်းရဲ့ရွှေခေတ်မှာမင်းသမီးတယောက်အဖြစ်ဟန်ဆောင်ခဲ့ပြီး Howard Store ရိုက်ကူးတဲ့ရုပ်ရှင်တစ်ခုမှာပါဝင်တည်ဆောင်ခဲ့ပါတယ်။အကတာဟာအခြား Ethernet တွေရဲ့စွမ်းအားတွေကိုအကုန်သိမ်းမှတ်ပြီးတဲ့နောက်မှာသူမရဲ့မော်စွမ်းအားပြည့်စုံမှုအတွက်နောက်ဆုံးလိုအပ်တဲ့ Ethernet တယောက်ဖြစ်တဲ့ Kingo ကိုအရုပ်ရှင်မှာပါဝင်တည်ဆောင်ခိုင်းဖို့ Howard Store ကိုတိုက်တွန်းခဲ့ပါတယ်။ Kingo ကအကတာရဲ့အစီအစဉ်ကိုသိနေခဲ့ပေမဲ့လည်းအကတာကသူမကကဘာကြီးကိုကယ်တင်နေတာပါလို့လိန်နေဖျားခဲ့ပြီးသူ့ရဲ့မော်အစီအစဉ်တွေပြီးသွားလို့ရှိရင်အခြား Ethernet တွေကိုပြန်လုပ်ပေးမယ်လို့ခရီးစကားကြောင့် Kingo တယောက်ကသူမကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Kingo ရဲ့သက်သာဖောက်မှုကိုမြင်တွေ့တာလဲ Classy ရဲ့အကြီးအကဲ Erection ကကဘာမြေကြီးကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ Erection ကကဘာမြေကြီးကိုရောက်လာတဲ့အချိန်မှာတော့အကတာနဲ့ Kingo တို့ကသူတို့ရဲ့အစီအစဉ်တွေကိုစတင်လိုက်ပါတယ်။ Howard Store နဲ့ Jarvis တို့ရဲ့အကူအညီနဲ့အကတာနဲ့ Kingo က TMS ရဲ့စွမ်းအားကိုစုပ်ယူခဲ့ပြီးအကတာကိုယ်တိုင်က Classy ရဲ့တပါးအဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်။ Erection ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ပြီးတဲ့နောက်မှာ Kingo ကအကတာကို Classy ရဲ့စွမ်းအားတွေကိုဆွလွတ်ပြီးရုပ်ရှင်လောကထဲမှာပဲတကယ်မင်းသမီးတယောက်အဖြစ်နဲ့အတူလက်သွဲဖို့နိုင်ချနိုင်ခဲ့ပါတယ်။သူတို့ရဲ့ Cosmic Queen ရုပ်ရှင်အထူးပြပွဲမှာတော့Kingo ကလွတ်မြောက်လာတဲ့ Ethernet တွေဟာ Erection ကိုရှုံးနေတာတဲ့အတွက်အခြား Classy တွေရဲ့အာယုံဆိုင်ခြင်းကိုခံရမှာစိုးရိမ်နေကြောင်းကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့အကတာကတော့အကိစ္စကိုနှောက်မှဖြေရှင်းမယ်လို့ဆိုပြီးတော့ပြောရင်းနဲ့စသိမ်းထားခဲ့ပါတယ်။1991မှာ Alexi နဲ့ Bucky Band တို့က Howard Store နဲ့ Maria Store တို့စီကနေ Super Soldier စီဝန်တွေကိုလူယူဖို့စေလိုချင်းခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာ Alexi က Bucky ကို Stock ဇနီးမောင်နှံကိုမတက်မိအောင်တားဆီးနိုင်ခဲ့ပေမဲ့စေးရည်တပူကိုပဲရရှိခဲ့ပါတယ်။ဆက်သွယ်ရေးတွေပြတ်တောက်နေရကြောင်းသူတို့နှစ်ယောက်ကအာနာပိုင်တွေနဲ့ Bale Foster တို့ရဲ့လိုက်လံဖန်ဆီးခြင်းကိုရှောင်လွှဲရင်းနဲ့သူတို့ကိုကူညီမဲ့ Rook ဆိုတဲ့တချို့ရှိတဲ့ Lavelle Cast ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီအတော်တွင်မှာ Dracok က Alexi ဟာအန္တရာယ်ရှိလာနိုင်တယ်လို့ယူဆပြီးသူ့ကိုတပ်ဖြစ်ဖို့ Bucky ကိုလှုပ်အမိန်ပေးခဲ့ပါတယ်။ Lavelle Cast ကိုရောက်လာတဲ့အချိန်မှာတော့ Rook ဆိုတာက Overdrive Stain ဖြစ်နေတာဆိုတာကိုသူတို့သိသွားခဲ့ပါတယ်။အမှန်တကယ်တော့ Stain က Stock မိသားစုကိုဈေးဝယ်ထဲကနေဖယ်ထုတ်နေတာကြောင့်ရုရှားတွေကိုစေးရီအကြောင်းကိုသတင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Stain ကသူတို့နှစ်ယောက်ကိုတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Bucky ရဲ့လက်ချက်နဲ့ပဲတည်သွားခဲ့ပါတယ်။အဲဒီနောက် Redron ရဲ့အထူးတပ်ဖွဲ့တွေနဲ့အာနာပိုင်တွေဝိုင်းထားတဲ့ကြားကနေ Bucky က Alexi ကိုလွတ်မြောက်အောင်အချိန်ဆွဲပေးခဲ့ပြီး Alexi ကလည်းကြက်ရှိနေတဲ့နောက်ဆုံးစေးရီဘူးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာ Bucky က Siberia မှာရှိတဲ့ Hydra အခြေစိုက်စကန်ကိုပြန်ခေါ်သွားခြင်းခံခဲ့ရပြီး LFP ဆွေးသားပြီးဖြစ်ကြောင်း Dracov ကိုလင်ညာပြောဆိုခဲ့ပါတယ်
ထပ်မံလည်း Bay Foster က LSCC ကိုချင်းကပ်လာခဲ့ပြီးအမေရိကန်နိုင်ငံအတွက်ပြန်လည်အလုပ်ကျေးပြုဖို့ကမ်းလှမ်းခဲ့ပါတယ်။နောက်22နှစ်အကြာမှာတော့ LSC ဟာ Avenger အဖွဲ့တွေရဲ့အဖွဲ့ဝင်တအုပ်ဖြစ်နေပြီးနယူးယောက်တိုက်ပွဲမှာအတူတူတိုက်ပွဲဝင်နေခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာကျင်းပတဲ့တော်ရဲပါတီပွဲမှာ Howard the Duck နဲ့ Darcy Lewis တို့ကလက်ထပ်ခဲ့ကြပြီးသူတို့မှာဥပုံသဏ္ဍာန်ရှိတဲ့ကလေးတစ်ယောက်ကိုရရှိခဲ့ပါတယ်။သူတို့ဇနီးမောင်နှံက Grandmaster ရဲ့ဂျိုအချင်းချင်းပတ်မဲ့ခီးစဉ်မှာလိုက်ပါလာခဲ့ပေမဲ့ Grandmaster ကအဲ့ဒီဥကိုမနက်စာအဖြစ်ချက်စားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရန်တူးကအဲ့ဒီဥကိုအချိန်မီခိုးယူသွားခဲ့ပြီး Howard the Duck နဲ့ Darcy Lewis တို့ကရန်တူးနောက်ကိုလိုက်လံဖမ်းဆီးနေတဲ့အချိန်မှာပဲ Nick Fury နဲ့ Felix Cousin တို့ကရောက်လာခဲ့ပြီးသူတို့ရဲ့ကလေးဟာနိုင်ငံငွေတန်း9ခုတန်းနဲ့ကျတဲ့ Convergence အချိန်မှာမွေးဖွားလာတာဖြစ်လို့အလွန်ဆွမ်းရှိနေတာကြောင့်အဖွဲ့အစည်းအသီးသီးကဒီဥကိုလိုချင်နေတာဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ထပ်မံလည်းရန်တူးကဥကိုနိုဝဲဂျိုမှာရှိတဲ့ခက်ဆီလီယက်စီကိုပို့ဆောင်ခဲ့ပြီးခက်ဆီလီယက်ကတော့ရန်တူးကိုတက်ပစ်လိုက်ပြီးအဲ့ဒီဥကိုဒိုမာမူဝင်ပူးမဲ့ခန္ဓာကိုယ်အဖြစ်အသုံးချဖို့ကြိုးစားခဲ့ပါတယ်။ရှီတစ်ဖွဲ့ကလည်းဥကိုသိမ်းပိုက်ဖို့ဝင်ရောက်တဲ့အချိန်မှာဟောင်းဝေါတိုဇနီးမောင်နှံကဥကိုပြန်လည်ရယူနိုင်ခဲ့ပြီးဂျိုတင်ဟန်ဂျိုဘော်ကလိုကီရှီမာခုံလုံးဝင်တောင်းခဲ့ပါတယ်။ဒါပေမဲ့လည်းလောက်ဖီမလကတ်ဇူဝတ်နဲ့တန်နိုစ်တို့ရဲ့ Blood Orca အဖွဲ့ကြီးကဥနောက်ကိုတကောက်လိုက်ခဲ့ကြတဲ့အတွက်အပြင်းထန်ထွက်ပြေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ Howard တို့ဇနီးမောင်နှံကပိတ်ပြီးသွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲဥကအယောင်တော့လာခဲ့ပြီးတော့ကောင်းကင်ကိုပြန်တက်သွားပြီးတော့သူ့ကိုလိုက်လံဖမ်းဆီးနေတဲ့လူတွေအကုန်လုံးကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီဥကအကွဲသွားခဲ့ပြီးလူနယ်ဘဲပုံစံရောင်းနေတဲ့ကလေးတစ်ယောက်ဝင်ခွာလာခဲ့ပါတယ်။ Howard the Duck ကလည်းအဲ့ကလေးကိုဘာဒီလို့နာမည်ပေးလိုက်ပြီး Nick Fury ကလည်းကလေးကသူ့မိသားစုနဲ့အတူရှိနေတာကအကောင်းဆုံးပဲလို့ပြောခဲ့ပြီးသူတို့ဟာအေးချင်းနဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။ MIT ဖြစ်ရတဲ့ခုကြောင့်ကဘာကြီးကအစိမ့်မမအကွဲသွားခဲ့ပြီး Quantum Park ဟာ Stock Industry ကိုသိမ်းပိုက်ခဲ့ပြီး Ion Federation လို့ခေါ်တဲ့ drone စရက်ကြီးတစ်ခုနဲ့ကျန်းရင်သူတွေကိုဖိနှိပ်ပြီးအုပ်ချုပ်ခဲ့ပါတယ်။အဲဒီအချိန်မှာ Riri Williams ဟာ Wong Akoi, Vikrin နဲ့ Yinan တို့ဖွဲ့စည်းထားတဲ့မဟာမိတ်အဖွဲ့တွေကိုဝင်ရောက်ဖို့ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။နောက်ပြီးတော့သူတို့က Bat ရဲ့လက်ရုံးဖြစ်တဲ့ Vision ကိုအနိုင်ပြီးတဲ့နောက်မှာ Riri က Vision ရဲ့အစိပ်ပိုင်းတွေကိုအသုံးပြုပြီးလူသားနဲ့စက်ရုပ်ပေါင်းစပ်ထားတဲ့ Cyclonus Hybrid တယောက်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ပြီးတော့သူတို့တွေကစူပေါင်းပြီး drone စစ်တပ်ကြီးကိုခုခံတိုက်ခိုက်နေတဲ့အချိန်မှာ Riri က Bat ရဲ့အခြေခံစကန်တွေကိုခိုးဝင်ခဲ့ပြီး Bat ရဲ့လှည့်စားမှုတွေကိုစွမ်းအားပေးထားတဲ့ Nine တွေကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဝတ်စုံချွေးရင်းသွားတဲ့အတွက် Bat ရဲ့လှည့်စားမှုတွေကိုမမြင်နိုင်တော့ဘဲအကျဉ်းစကန်တစ်ခုထဲမှာပဲပိတ်မိသွားခဲ့ပါတယ်။အဲ့ဒီမှာ Bat ကရောက်လာခဲ့ပြီးသူဟာ Nine တွေကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းလာတာကြောင့်လှည့်စားမှုတွေကိုသူ့ရဲ့စိတ်နဲ့ထိန်းချုပ်လို့ရတယ်ဆိုတာကိုပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနန်းတိုင်းတွေကပဲသူ့ကိုပြန်သက်နေတာကြောင့်သက်ရှင်ဖို့အတွက် Vision နဲ့ပေါင်းစပ်ဖို့ရည်စည်နေရဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ပြီးတော့သူက Riri ကိုသူ့ရဲ့တင်ငယ်ချင်းအားလုံးသိဆုံးသွားပြီဖြစ်ကြောင်းနဲ့ Vision ကိုနိုင်ပြီးကတည်းကဖြစ်ပျက်သမျှအားလုံးက Bat ရဲ့လှည့်သားမှုတွေသာဖြစ်ကြောင်းကိုရှင်းပြလိုက်တဲ့အခါမှာတော့ Riri တယောက်စိတ်နဲ့ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Bat က Riri ရဲ့စွမ်းအားတွေကိုယူဖို့ကြိုးစားခဲ့ပေမဲ့ဒဝါချာကကြောင်းဝင်ဆွတ်ဖက်လိုက်တာကြောင့် Riri ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Riri ဟာ Bat ရဲ့ခန္ဓာကိုယ်ထဲကနန်းတိုင်းတွေအကုန်လုံးကိုဆုပ်ယူခဲ့ပြီး Bat ကိုတပ်ပစ်ခါ drone စစ်တပ်ကြီးတစ်ခုလုံးကိုလည်းဖျက်ဆီးလိုက်ပါတယ်။အဲ့နောက်မှာ Riri ဟာကျန်းတဲ့လူတွေကိုမျှော်လင့်ချက်ရရှိဖို့အတွက်ကောင်းကင်ပေါ်မှာ Avenger logo နဲ့အလင်းတန်းကိုထုတ်လွှင့်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအခြားဝါချာ3ဦးကအခုလိုမျိုးအစီအစဉ်တွေကိုအမြဲချောင်းဝင်ဆက်ဖက်နေတဲ့ဝါချာကိုမကြေမနက်ဖြစ်နေပါတယ်။1860ခုနှစ်အတွင်းမှာရှာလင်းဟာပုံမကောင်းမွန်တဲ့ဘဝတစ်ခုရဖို့အတွက်အမေရိကန်ကိုထွက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့သူမဟာတရုတ်လူမျိုးရွှေ့ပြောင်းနေထိုင်သူတွေကိုခိုင်းစားဖို့ကြံစည်နေတဲ့တဟုရဲ့ဖန်တီးခြင်းကိုခံလိုက်ရပါတယ်။1882ခုနှစ်မှာရှန်ချီကသူ့ရဲ့မိသားစုကိုတတ်ခဲ့တဲ့တဟုကိုလက်သားချေချင်နေတဲ့ခိတ်ဘေးရှော့နဲ့အတူပူးပေါင်းပြီးပျောက်ဆုံးနေတဲ့သူ့ရဲ့ညီမကိုလိုက်လံရှာဖွေခဲ့ပါတယ်။သူတို့နှစ်ယောက်ကပျက်စီးနေတဲ့မြို့တစ်မြို့မှာဂျွန်ဖန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒါနဲ့အကောင်လေးပြောကြရတဟုကယထာနဲ့ထွက်သွားပြီးရှန်ချီကိတ်ဘေးရှော့နဲ့ဂျွန်ဖန်တို့ကအဲ့ယထာဘော်ကိုခိုးတက်သွားခဲ့ပါတယ်။နောက်သူတို့ကအဲ့ရထားပေါ်မှာပျောက်ဆုံးနေတဲ့ရွှေပြောင်းလူသားတွေနဲ့အတူThe Hot ရဲ့လူဖြစ်တဲ့ Sony Branch ရဲ့ Brainwash တာကိုခံထားရတယ်ဆိုတာကိုသိလိုက်ရပါတယ်။ John Fan ကလည်းအဲ့ရထားပေါ်ကထွက်ပြေးရင်သေတော့မဲ့အချိန်မှာ The Watcher ကအကောင်လေးကိုကယ်လိုက်ပါတယ်။ရှန်ချီနဲ့ Kate Bishop တို့ကလည်း The Hot စီကိုရောက်သွားခဲ့ပြီးအဲ့ဒီမှာ The Hot က Shanlin ကိုယ်တိုင်ဖြစ်နေရဆိုတာနဲ့ Shanlin က The Hot ကိုတက်ပြီးတော့ The Hot ရဲ့စွမ်းအားတွေကိုယူလိုက်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ Branch ကလည်း Kate Bishop ရဲ့မိဘတွေကိုသူသက်ခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပြီး Kate Bishop ကို Brainwash လုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာ John Fan ကခေါင်းလောင်းကိုတီးရတဲ့အတွက်အကျဉ်းသားတွေအကုန်လုံးကအသတိပြန်ဝင်လာခဲ့ပြီး Kate Bishop ကလည်း Branch ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာလည်းရှန်ချီကသူ့အမကိုပြန်တိုက်ခိုက်ဖို့ညှင်းဆန်ခဲ့ပြီးလက်နက်ချတဲ့အချိန်မှာ Kate Bishop ကရှာလင်းကိုတပ်ပစ်လိုက်ပါတယ်။ပွဲပြီးတော့အဲ့ဒီနောက်မှာအမြဲတမ်းချောင်းဝင်ဆက်ဖွဲ့နေတဲ့ဝါချာဟာအခြားဝါချာတွေရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပြီးသူ့ရဲ့ fifth dimension မှာရှိတဲ့အပိုင်းအစတွေက multiverse တိုင်းကိုလွတ်ဆင်လာခဲ့ပါတယ်။ကျွန်တော် fit dimension မှာဝါချာဟာစကြဝဠာအရေးတဲ့အမြဲတမ်းချောင်းဝင်ဆက်ဖွဲ့မှုကြောင့်ကျက်ရှိနေတဲ့ဝါချာ၃ဦးဖြစ်တဲ့ Eminent Incarnate နဲ့ The Executioner တို့ရဲ့ရှင်းမောက်မှာတရားဆိုင်နေရပါတယ်။ပထမမှာလည်းပက်ကီကာရာဥဆောင်တဲ့အဖွဲ့ဖြစ်တဲ့ကဟိုရီကျွန်တော်အရွေးရောက်လာတဲ့ပါတီနဲ့
မီယိုနီယာလက်နက်ကိုကိုင်ဆောင်ထားတဲ့ Storm တို့ကစကြဝဠာကြီးရဲ့ပြဿနာတွေကိုလက်နက်ဖြေရှင်းပေးနေခဲ့ပါတယ်ကျွန်တော်တို့ R625 မှာစကြဝဠာကြီးကိုဝါမြုံဝဲတတော်ကြီးစီကနေကနေပြီးရဲ့နောက်မှာခပရိန်ကာတာနဲ့သူတို့အဖွဲ့ကဒဝချာစကန်ကနေလွတ်ဆင်လာတဲ့အပိုင်းစာ၃ခုကိုတွေ့ရှိသွားခဲ့ပြီးဒဝချာကိုကိုဆုံးဖြတ်ချက်ချလိုက်ပါတယ်သူတို့ကအပိုင်းစာတွေကိုသုံးပြီးတော့ Fifth Dimension ကိုသွားဖို့ကြိုးစားခဲ့ပေမဲ့လည်းနှစ်ခုကပြည့်စည်သွားခဲ့ပြီးနောက်ဆုံးမှာသူတို့ကအခြား Dimension ကိုသွားဖို့အတွက် Fifth Dimension ကိုတစ်ခါရောက်ဖူးတဲ့လူဖြစ်တဲ့ Infinity Atron ရဲ့အကူအညီကိုယူဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်အမှပိုက်ကီကာရာကသူ့ရဲ့အဖွဲ့တွေကိုထားခဲ့ပြီး Atron ကိုတယောက်ချင်းသွားတိတ်ခဲ့ပေမဲ့လည်းဟိုရောက်တော့အမီနက်ရဲ့ဖန်တီးခြင်းကိုခံလိုက်ရပါတယ်ကာတာပြောင်းဆုံးသွားတာကိုသိလိုက်ရတဲ့အတွက်ကဟိုရီဘာတီနဲ့ Strong တို့က Atron စီကိုရောက်လာခဲ့ပါတယ်။ဟိုရောက်တော့ Atron ကတက်ရှိတွေမရှိပေနဲ့ငြိမ်းချမ်းဆိုတာမရှိနိုင်ဘူးဆိုတာကိုနားလည်သွားခဲ့ပြီးသူကသူ့ဆက်ကြော်ရာမှာရှိတဲ့တက်ရှိအကုန်လုံးကိုတမ်းမိခဲ့တဲ့အပေါ်နောက်နောက်ရနေခဲ့ပါတယ်။အဲ့ဒါနဲ့ Atron ကသူ့ရဲ့အမှားတွေကိုပြည်ပြင်ဖို့အတွက်သူတို့ရဲ့အဖွဲ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပြီးကျန်ခဲ့တဲ့အပိုင်းစာတစ်ခုကိုသုံးပြီးတော့သူတို့ရဲ့အကုန်လုံးကို Fifth Dimension ကိုပို့ပေးဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ကျွန်တော်အတိတ်ကာလတစ်ခုမှာ UR2 လို့ခေါ်တဲ့ဝါချတယောက်ကိုအမီနန်ကဝါချအစစ်မှန်တယောက်ဖြစ်အောင်သင်ကြားပေးခဲ့ပါတယ်။ကျွန်တော်လက်ရှိအချိန်မှာတော့ UR2 ကစကြဝဠာအရေးတွေထဲမှာထက်ခါကြောင်းဝင်ဆက်ဖက်နေတာကြောင့်တရားရင်ဆိုင်နေရပါတယ်။ကျွန်တော်ဥမာအပြင် Super Strange ကသူ့ Universe ကိုပြန်တည်ဆောက်ဖို့လမ်းပြပေးခဲ့တာတွေ Riri William နဲ့ Jonathan တို့ကိုကယ်တင်ပေးခဲ့တာတွေခပရိန်ကာတာကိုအမြဲတမ်းအကူအညီပေးခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့တွေကတရားစီရင်နေတဲ့အချိန်မှာပဲ Infinity Atron ကရောက်လာခဲ့ပြီးဒဝချာနဲ့ကာတာကိုကယ်တင်ပေးခဲ့ပါတယ်။ပြီးတော့ Atron ကသူတို့နှစ်ယောက်လွတ်မြောက်ဖို့အတွက်သူ့ရဲ့အသက်ကိုစတေးခဲ့ပြီးအချိန်ဆွဲပေးခဲ့ပါတယ်။ကျန်တဲ့ဝါချာသုံးဦးကလည်းသူတို့တွေကိုစကြဝဠာကနေအပြီးတိုင်ဖျက်ဆီးဖို့လိုက်လံတိုက်ခိုက်ကြပေမဲ့ဒဝချာကခပရိန်ကာတာရဲ့အဖွဲ့ကိုဝါချာတယောက်ရဲ့ဆွမ်းအားတွေကိုခွဲဝေပေးလိုက်ပါတယ်။အမှသူတို့တိုက်ခိုက်ကြရတဲ့နောက်ဆုံးမှာတော့ခပရိန်ကာတာကသူမကိုယ်တိုင်စတေးခဲ့ပြီးလူတွေအားလုံးကိုဒေါက်တာ Super Strange ရဲ့ University ကိုပို့ဆောင်လိုက်ပါတယ်။အဲစကြဝဠာကြီးတစ်ခုလုံးကတော့ Strange ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေခဲ့ပြီးတော့ကျန်တဲ့ဝါချာတွေရဲ့ဆွမ်းအားတွေအကုန်လုံးကပြပြသွားခဲ့ပါတယ်။ဒဝချာဆွမ်းအားမရှိတော့တဲ့ဒဝချာ၃ဦးကိုဒီစကြဝဠာအထဲမှာတက်ရှိတွေရဲ့ဖြစ်တည်မှုကိုစောင့်ကြည့်ရင်းနဲ့တင်ကန်းသာယူဖို့နှာချနိုင်ခဲ့ပါတယ်။နောက်သူတို့ကကပရိန်ကာတာရဲ့တည်ဆုံမှုအတွက်သူတို့တွေအားလုံးဝန်းနေကြပြီးတော့ဒဝချာကကဟိုရီဘာဒီနဲ့ Strong တို့ကိုသူတို့ရဲ့အနားမှာထားပြီးမာဒီပါချီတစ်ခုလုံးကိုသူတို့နဲ့အတူတူစောင့်ကြည့်ဖို့ဖိတ်ခေါ်နေရင်းနဲ့သူတို့ကိုတရားရောက်ကကြည့်နေရဆိုတဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်တစ်ပုဒ်မှာ Loki Season 2ရဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။